အမေကောင်မလေးရေးတာဒူတဲ့ ဒိုပါနဲ့မိဒိုอ่ะ ဟိုအောက်ကမြင့်မပါဘူးရခင်ဗျာ အရေး စာ တော့ ကြနေကောင်မလေးကအ ရေးတော့ ခိုချီရေ ကိုကြီးရဲ့နဲ့မိခိုချီရမှာ ကောင်မလေးကလက်ရည်မမှန်ဘူးတို့ကိုကြီးရေဒီလက်ရည်ကိုမြင်အကုန်မှုတ်မိမှာပါ ခွီဒီလေရမြင်ကိုမမိပါပါ သူရေးတာမမှန်ဘူးတော့ခိုချီရေ ကိုကြီးရဲ့ဒီခိုချီကဘယ်ပါလာလဲ ညီမတို့ရွလာတော့ကအကိုပြော့နေတယ်ဆို အဲ့ဒီကစေးမထိုးထားလို့ဟာညီမတို့ရွာလာတော့အကိုပြောတယ်ဆို အခုညီမတို့ရွမှာ ရွာမှာ ဘန်းကြီးပြန်ပွဲရှိတယ် ဖုန်ကြီးပြန်ပွဲ ပဲလာရွရှက်လာအညက်လာမသိဘူး ပေါ်ပွဲလားရုပ်ရှင်လားအငိမ့်လား အကိုလားပြအောင်လားပါ နွားပါလာပြအောင်လာပါ ညီမမျော့နေပြီ မလေးမျောနေနဲ့ဆိုသိတဲ့ဘောဟာမျောနေမယ်မျောနေမယ် ဟောခိုချီရေ ကိုကြီးရေ နေကန်းလား တန်းယုံနေမကောင်မမြင်ရတော့ဘူးနေကောင်းလား ဟောဖိုစောက်တုံးကမအေလို့ ဘာဖြစ်လဲဘာဖြစ်လဲ ဟောမဟုတ်သေးချာဖိုစောက်တုံးကမအေလို့ ဟိုဆောင်တော့မအေးလို့ ခိုချီရေ ကိုကြီးရေ အကိုနဲ့ညီမချနေတာကို ချစ်နေတာကို အကိုနဲ့ညီမချစ်နေတာကိုအဖေတို့မိသိသွားပြီလေအကိုအမြန်လာတောင်းပါ အမြန်လာတောင်းပါ အကိုမတောင်းရင်တောင်းတဲ့လူတော့လိုက်ရပါလိမ့်မည် စေးထိုးပြီးမှလာခဲ့မယ်အဲ့ဒီမသားမဟုတ်ပြောလိုက်